အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ကျမတို့လိုမိန်းကလေးတွေကပါဇက်နဲ့လှုပ်ပေးတာကိုကြိုက်တာလားမိန်းကလေးတိုင်းဆွဆွဲလန်းလန်းဖြစ်သွားအောင်ပါဇက်နဲ့စနစ်တကျဘယ်လိုလှုပ်ပေးရမှာလဲဆိုတာကိုကျမရေးအရာဘူးဒုတာအနေနဲ့တင်ဆက်ပြပြပေးသွားမှာလည်းဖြစ်ပါတယ် channel လေးကို subscribe မရသေးနှိပ်ခဲ့ပေးပါအောင်ရှင်အခုကြည့်နေတဲ့ဗီဒီယိုလေးကိုလည်းလက်မလေးတစ်ယောက်တစ်ခုစီလောက်နှိပ်ခဲ့ပြီးတော့မှကူညီအားပေးကြည့်ရှုပေးကြပါအောင်နော်ယနေ့ခေတ်မှာလင်မယားသမီးကြီးစားအတူတူနေကြတဲ့အခါမှာယောက်ျားလေးကမိန်းကလေးကိုပါဇက်နဲ့လှုပ်ပေးခြင်းဟာထူးဆန်းတဲ့ကိစ္စတစ်ခုတော့ဖြစ်မနေတော့ပါဘူးဒါကြောင့်ယောက်ျားလေးတစ်ယောက်အနေနဲ့မိန်းကလေးတစ်ယောက်ကိုပါဇက်နဲ့လှုပ်ပေးတဲ့အခါသူမကြိုက်နှစ်သက်ပြီးတော့အစဉ်ပြေစေရန်သိထားတဲ့နီးစနစ်လေးတွေရှိပါတယ်ဘလို့ကသူတို့ကိုစိတ်ကြွလာစေတယ်ဘလို့နီလန်းတွေကိုတော့သဘောကျတယ်စသဖြင့်တင်ရရှာလက်ချောင်းနဲ့လှုပ်ရှားမှုတွေကသူမတို့ကိုဘလို့နှိုးဆွားနိုင်နေစသဖြင့်အချိန်ယူထည့်ရမှာဖြစ်တယ်လို့ဒီလိုလုပ်ပေးခြင်းကလည်းသူမတွေအတွက်တာယာမှုရရှိစေဖို့အသည့်အနေနဲ့ဘလောက်ထိကယူဆိုင်ပေးတယ်ချစ်တယ်ဆိုတာကိုပေါ်လွင်စေပါတယ်နံပါတ်1အချက်မိန်းကလေးတွေကကြိုပြီးတွေးထားတတ်ကြပါတယ်နှစ်ဦးသားချစ်တယ်နော်တဲ့အချိန်မှာယောက်ျားလေးဘက်ကပါဇက်နဲ့လှုပ်ပေးဖို့မလှုပ်ပေးဖို့ဟာမတိချပေမဲ့လေမိန်းကလေးဘက်ကတော့ကြိုတွေးပြီးပြင်ဆင်ထားတတ်ကြပါရဲ့ရှင်စိတ်ကူးနဲ့မှန်းဆနေတာမျိုးမဟုတ်ပဲတန့်ရှင်းနေစေဖို့ပြင်ဆင်တာမျိုးလည်းဖြစ်ပါတယ်မိန်းကလေးတွေအနေနဲ့ချစ်သူကောင်းလေးအတွက်အတွေ့အကြုံကောင်းလေးကိုပဲရရှိစေချင်တာကြောင့်သူမရဲ့ကိုယ်ပိုင်နေနေလေးကိုတန့်ရှင်းနေစေချင်တတ်ကြပါတယ်သင်အနေနဲ့တော့အတူတူနေခံဒီမှာကောင်းမလေးဟာတွိုင်းလက်သွားခြင်းနဲ့ဆိုပြီးခွန့်တောင်းတာမျိုးဆိုရင်တော့တကယ်ပဲခွင့်ပြုပေးတင်ပါတယ်။တင်အတွက်စိတ်အနှောက်အယှက်မဖြစ်ရအောင်ဆက်ပြအစီစဟာတွေနဲ့တန့်ရှင်းရေးလုပ်တာအတွင်းခံလေးဝတ်တာတွေကိုထိုကောင်မလေးတွေဟာတွားလုပ်တာပါ။ဒါကြောင့်အဲ့ဒီအချိန်မျိုးမှာတွားပြီးတော့အလင်းမလိုလိုက်ပါနဲ့။သူမအတွက်အချိန်ပေးလိုက်ပါ။အတူနေတဲ့အခါတင်ရဲ့နှာခေါင်းနဲ့ပါးစပ်အတွက်လည်းအဆင်ပြေသွားစေမှာဖြစ်ပါတယ်။နံပါတ်2အချက်အချင်းချင်းအနမ်းပေးစေမှလည်းမျှော်လင့်တတ်ကြပါတယ်။နှစ်ဦးသားချစ်တင်တော်ဖို့အတွက်အနမ်းတွေစွတ်ပေးနေချိန်မှာတင်ရလက်ကအောက်ပိုင်းထိကိုရောက်လာပြီဆိုရင်တော့တင့်ခေါင်းကိုလည်းအောက်ပိုင်းကိုရောက်လာစေချင်ပါတယ်။သူမရဲ့အောက်ပိုင်းကိုတပြေးပြေးချင်းဆင်းသွားပြီးတာနဲ့စိတ်တွေကြွလာတတ်ကြပါတယ်နော်။နံပါတ်3ချက်ဖြည်းဖြည်းချင်းတဆင့်ကျဲလုပ်ပေးတာကိုသဘောကျကြပါတယ်။လက်ချောင်းလေးတွေနဲ့လုံမပေးပဲရှာနဲ့အရင်လုံပေးတာကိုသိမကြိုက်တတ်ကြပါဘူးလက်ချောင်းလေးတွေနဲ့အရင်လုံပါတဖြည်းဖြည်းချင်းနန်းရှုပ်သွားရင်ကနေပါဇက်နဲ့လုံတာကိုသဘောကျတတ်တာများပါတယ်ဒီလိုမဟုတ်ပဲမြ мян ဆက်ဆက်လုံမယ်ဆိုရင်တော့စိတ်ဝင်စားမှုလျော့သွားတတ်တယ်လို့သိထားရပါတယ်နံပါတ်4အချက်အတွင်းခန့်ကိုချစ်စဉ်အချိန်အတွင်းကလည်းအရေးကြီးလာပါတယ်မင်္ဂလိတွေကသူတို့ရဲ့အဝတ်အစားတွေကိုအချုပ်ခံရတဲ့အချိန်မှာတင်းရဲ့မျိုးလုံးအကြည့်တွေမျက်နှာထားတွေကိုကြည့်ပြီးတော့လေစိတ်လှုပ်ရှားတတ်ကြပါသေးတယ်နော်။ဒါကြောင့်သူမရဲ့နောက်ဆုံးအဝတ်အစားကိုချွတ်တဲ့အချိန်မှာဖြည်းဖြည်းချင်းနဲ့အာယုံအပြည့်ထည့်ပြီးချွတ်မယ်ဆိုရင်ဖြင့်သူမအတွက်အကောင်းဆုံးနေဖြစ်စီပေးမယ်ဆိုတာကိုယုံကြည်မျှော်လင့်နေမှလည်းဖြစ်ပါတယ်။နံပါတ်5အချက်ပထမအဆုံးအချိန်အထီးအတွေ့ကိုပိုခံစားရတတ်ပါတယ်။မိန်းကလေးတရားအတွက်သူမကိုယ်ပိုင်ပစ္စည်းလေးကိုရှာနဲ့ပထမအဆုံးထိတွေ့တဲ့တာယာမှုကိုဘယ်တော့မှမေ့ပြောင်းနိုင်မှာမဟုတ်ပါဘူးမမွေ့မရဲနဲ့ခန်းစားချက်ဟာသူမကိုပို့ပြီးတော့လှုပ်ဆော်နိုင်မှာလည်းဖြစ်ပါတယ်နောက်အချိန်တွေမှာဆိုရင်တော့ပထမအချိန်လောက်မဟုတ်တော့ပေမဲ့လေသူမခန်းစားတက်လာမှာပဲဖြစ်ပါတယ်နံပါတ်6အချက်လက်ချောင်းလေးတွေလည်းလိုပါတယ်မင်းကလေးများစုဟာလက်ချောင်းနဲ့ရောရှာနဲ့ပါအတူတူလှုပ်ပေးတာကိုသဘောကျတတ်ပါတယ်တခုချင်းစီလောက်တာတဲ့နှစ်မျိုးလုံးတစ်ပြိုင်တည်းလောက်တာကသူမတို့ကိုကိစ္စပြီးစေဖို့ပို့ပြီးတော့မြန်ဆန်စေပါတယ်။နံပါတ်9အချက်အချိန်ကြာတာနဲ့ပတ်သက်ပြီးဆိုရင်တကြပါတယ်။ယောက်ျားလေးတွေကပါဇက်နဲ့လှုပ်ပေးတာခံရရင်မိနစ်အနည်းငယ်အတွင်းကိစ္စပြီးသွားတတ်ကြပေမယ့်မိန်းကလေးတွေကတော့15မိနစ်ကနေနိုင်ဝက်လောက်ထိကြာတတ်ကြပါတယ်။ဒီလိုကြာတာကိုမိန်းကလေးကစိုးရိမ်မိကြတဲ့အတွက်ကိစ္စပြီးဖို့ပို့ပြီးတော့ခက်ခဲသွားတတ်ပါတယ်။ဒါကြောင့်သူမကျင်းတဲ့ဖို့အတွက်ဘာလုပ်ပေးရမလဲဆိုတာကိုမေးကြည့်ဖို့နဲ့အချိန်မလုံးကြသူမအတွက်လုပ်ပေးမယ်ဆိုတာကိုအသိပေးထားသင့်ပါတယ်။နံပါတ်10အချက်တခါတလေမှာစိတ်ပါလာအောင်စူးစမ်းရတတ်ပါတယ်။ယောက်ျားလေးတွေဘက်ကအကောင်ဆောင်လုပ်ပေးနေပေမဲ့လည်းတခါတလေမှာမိန်းကလေးတွေကခံစားမှုကိုတာယာဖို့အခက်အခဲရှိတတ်ပါတယ်။တခုခုကိုစိုးရိမ်နေတာမြ мян ပြီးသွားစေချင်တာဆိုတဲ့ဖြင့်အာယုံပြန့်လွင့်ပြီးပါဇက်နဲ့လုပ်ပေးတဲ့အပေါ်မှာခံစားသက်ဝင်မှုနဲ့သွားတတ်ကြပါတယ်။ဒါပေမဲ့သူမတို့အနေနဲ့အသက်ကုန်မှန်အောင်ရှူပြီးတော့အာယုံပြန်ဆိုင်လာနိုင်အောင်စူးစမ်းတတ်ကြပါတယ်။ဒါကြောင့်တင့်ကောင်မလေးတင့်ရဲ့အမျိုးသမီးကိုပါဇက်နဲ့လုပ်ပေးနေချိန်မှာသူမကမျက်နှာချက်ကိုကြည့်နေတာမျိုးမျိုးလုံးမိတ်ထားတာတွေဟာသူ
သူမရဲ့အာရုံဝင်စားနိုင်မှုစူးစမ်းနေကြလဲဖြစ်ပါတယ်နော်နံပါတ်9ချက်ပြောစကားကိုနားထောင်ပေးပါမိန်းကလေးတယောက်ရဲ့အောက်ပိုင်းကိုဆင်းသွားပြီးပါးစပ်နဲ့လှုပ်ပေးနေတဲ့အချိန်မှာသူမကစကားပြောလာရင်ထိုပြောလာတဲ့စကားကိုနားထောင်တတ်ဖို့လည်းလိုပါတယ်ဥပမာသူမကတော်ပြီဆိုရင်ရက်လိုက်ဖို့လိုအပ်ပါတယ်ဒီလိုမျိုးမှာမရက်ဖင်နဲ့ဆက်လုံးနေမယ်ဆိုရင်တော့သူမအတွက်စိတ်ကျေနပ်စရာမရှိနိုင်ပါဘူးတကယ်လို့ဘာမှပြောမလာခဲ့ဘူးဆိုရင်တော့ဖြင့်လှုပ်ချင်တာကိုဆက်ပြီးတော့သာလှုပ်ပေးလိုက်ပါနော်နောက်ဆုံးအနေနဲ့မိန်းကလေးတွေဟာပါဇက်လက်ချောင်းလေးတွေနဲ့လှုပ်ပြီးလို့ကိစ္စပြီးတာကိုပုံမှန်နှီးနှောအထက်ပို့ပြီးတော့သဘောကျတတ်ကြပါတယ်ဘာလို့လဲဆိုတော့ထိုအရာတွေကသူမတို့ကိုပို့ပြီးတော့စိတ်ခံစားမှုပြင်းထန်ပြီးစိတ်ကိုနိုးကြွားစေတာကြောင့်ပဲဖြစ်ပါတယ်ကဲဒါဆိုရင်တော့နီလန်းလေးတွေကိုအသုံးချပြီးတော့ကိုယ့်ရဲ့ကောင်မလေးဒါမှမဟုတ်ကိုယ့်ရဲ့အိမ်သူချစ်စနီးလေးကိုဂယူးဆိုင်ကျင်လာပြီးကိုယ့်ကိုအချစ်တွေပို့လာအောင်ကြိုးစားကြည့်ကြပါနော်ကျမရဲ့ channel လေးကနေအခုလိုချစ်သူလေးမယားဆုံးလွဲတွေအတွက်ယောက်ျားမိန်းမကျမရဲ့အကြောင်းအရာတွေကိုပုံမှန်တင်ဆက်ပေးနေမှာဖြစ်လို့စောင့်ကြည့်အားပေးနိုင်ပါတယ်ရှင့်အခုလိုအဆုံးထိလိုက်ပါကြည့်ရှုပေးကြတဲ့ပရိသတ်အားလုံးကိုလည်းကျေးဇူးများကြီးတင်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုလေးတွေနဲ့ပြန်တွေ့ကြပါအောင်မယ်အားလုံးပဲတတားပါ